အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာ5 edition ကကြော်စုအောင်ဖြစ်ပါတယ်ခုဒီဘက်မှာတော့ကျွန်တော်တို့အတူဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားတာတော့ညီလေး Francis နိုင်ဖြစ်ပါတယ် Francis နိုင်ညီလေးမင်္ဂလာပါမင်္ဂလာပါကိုကျော်စောဟုတ်ခုဘက်မှာတော့ကျွန်တော်ကအီလီယာတဘောရီယာနဲ့အစ္စလာမ်ခါချက်တို့ရဲ့တွဲဆိုင်အကြောင်းကိုကျွန်တော်သေးစိတ်ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ညီလေးအီလီယာတဘောရီယာအကြောင်းလေးရေဆုံးစပြောပြပါအောင်ဟုတ်ကဲ့ကျွန်တော်ကအီလီယာတူပိုရီယာ UFC မှာစအထိုးခဲ့ရပါတော့ကျွန်တော်သဘောကျခဲ့တဲ့ကစားသမားဖြစ်တဲ့အကိုနဲ့ကျွန်တော်နဲ့ပထမဆုံးတွေ့တဲ့အချိန်မှာလည်းကျွန်တော်အီလီယာတူပိုရီယာကိုချန်ပီယံဖြစ်လာမဲ့ကစားသမားလို့ကျွန်တော်မိတ်ဆက်ခဲ့တယ်အကွာအဲ့တော့ကအီလီယာတူပိုရီယာကို3မထားမိဘူးဟုတ်ပြီးတော့အခုချန်ပီယံဖြစ်လာတယ်ပေါ့နော်ဒီ2024နှစ်ကုန်ပိုင်းတည်းကလေအကိုတို့သတင်းတွေထွက်နေသတင်းတွေကြားနေရတယ်ပေါ့နော်ဒီဖက်တာဝေးချန်ပီယံအီလီယာတဘောရီယာ lightweight တက်မယ်လို့ဒီမှာတော့ထင်တာကတော့သူဒီတိုင်းလေးတိုက်နေတာပေါ့နော်ဒီတိုင်းနောက်နေရလို့ထင်တယ်ဒါပေမဲ့တကယ်လက်တွေမှာတော့သူကိုယ်တိုင်က weight တက်နေတယ်ဒီသူက featherweight champion featherweight ဆိုရင်145ပေါင်ပေါ့ဒီ featherweight champion ဆိုမဲ့ကွာဒီသူ့ရဲ့ weight က180ခွန်လောက်ဖြစ်နေတော့ကြတော့ဒီသတ်မှတ် weight ထက်တောင်40ပေါင်40လောက်ကြီးနေတယ်အဲ့တော့သူ့အနေနဲ့က weight ခတ်လောက်ရတာတော်ပင်မမို့ပေါက်ပါတယ်အဲ့ဒါကြောင့်မို့လို့သူလည်းဒီ light weight ကိုတက်မယ်ဆုံးဖြတ်လိုက်ဖို့ပေါ်တယ်အဲ့ဒီအပေါ်မှာလည်းဒီဘယ်လိုမျိုးကျွန်တော်မြင်ကကြတော့ဟိုအီလီယာတူပိုရီယာကြတော့အတိကသူအစ္စလာမ်ကိုထိုးချင်လို့ lightweight တက်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဟိုအဲ့အစ္စလာမ်ကိုထိုးမယ်ဆိုမှသူ lightweight တက်သွားတဲ့အချိန်မှာအစ္စလာမ်ကဒီ we need to wine ကွာမကတော့သူကနိုင်ထားတယ်နိုင်ထားတဲ့အချိန်မှာတူပိုရီယာကအစ္စလာမ်ကိုထိုးမယ်ဆိုမှ lightweight တက်တယ်အဲ့ဒီအချိန်တုန်းကအစ္စလာမ်တို့ဘက်ကလည်းအီလီယာတူပိုရီယာကိုဟိုနည်းနည်းတော့ရှိန်နဲ့စိတ်တော့ရှိန်နဲ့စိတ်ဆိုဟိုစကားတွေအများကြီးပြောကြတယ်ပေါ့နော်သူ့ဟို featherweight တန်းမှာသူစရင်မရှင်းရသေးပဲနဲ့ Diego Lopez ရဲ့ပြီးရင် Musa ရဲ့ပေါ့သူတို့နှစ်ယောက်ကိုမရှင်းသေးပဲနဲ့တက်လာတယ်လို့သူပြောရဲဒါကိုကျွန်တော်လက်မခံပါတော့အီလီယာဘက်ကနေကျွန်တော်ပြောမှဆိုရင်ဒါကိုကျွန်တော်လက်မခံနိုင်ဘူးအီလီယာအစ္စလာမ်ကသူတို့နှစ်ယောက်တော့ချက်တော့အစ်အများကြီးတာတယ်အဲ့လိုအစ်အများကြီးတာတဲ့လူထိုးမယ်ဆိုမှတက်လာတဲ့လူကတော့ဆောင်းဝဲဝဲဖြစ်ရမလို့တော့ဘူးဟုတ်တယ် Musa ကိုထိုးရဲလို့တက်လာတာတော့ဟုတ်ဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းကြာတော့ညီလေးကဒီအီလီယာတဘောရီယာနဲ့မိုဆာကသူတို့ UFC ကတဲပေးထားတာပါအဲ့တဲပေးတဲ့တော့ကကြာတော့မိုဆာဘာလို့နှုတ်ထွက်သွားတော့ဒါဒီတစ်ချက်ပြောရရှိရတကယ်ဆိုရင်မိုဆာကတကယ်ပြည့်ပြည့်စုံတဲ့ကစားသမားလို့ပြောလို့ရတယ်ဒီနှစ်ပန်းလဲရတယ် striking လဲကောင်းတယ်အာနိုကအလန်လိုကစားသမားမျိုးတော့မှာ striking အသာစီးထိုးနိုင်တယ်မိုဆာရဲ့ skill ကို short တွက်လို့မရဘူးဒါပေမဲ့မိုဆာရဲ့အားနည်းချက်ကမယုံကြည်အောင်ကွာနည်းနည်းလေးလှုပ်တယ်လို့ပြောလို့ရတယ်လူတယောက်ကကွာကစားသမားတယောက်ကအစားတွေကသူမထိုးချင်ပြန်ဘက်လာပြီးတော့တွဲဆိုင်ကက်ကလေးကကျွန်တော်မထိုးချင်ဘူးမြင်းလိုက်တကယ်ခုတွဲဆိုင်လက်ခံပြီးလက်မှတ်ထိုးပြီးမှပွဲနီးမှလှုပ်ထွက်တာသူတစ်ခါလည်းမကောက်နှစ်ခါလည်းမကောက်သုံးခါလည်းမကောက်အခုဆိုရင်ကွာ17ကြိမ်လောက်ရှိတယ်17ကြိမ်12ကြိမ်လောက်ရှိတယ် UFC ကဆိုရင်သူ့ပွဲ20လောက်တည်ပြီးတာလက်မှတ်လည်းထိုးပြီးကွာအဲ့20တွေကမှ10ပွဲ9ပွဲလောက်ပဲသူထိုးရကျန်တာတွေကတော့အကုန်လက်မှတ်ဟိုပွဲလက်ခံပြီးမှလက်မှတ်ထိုးပြီးမှအဲ့ဒီလှုပ်ထွက်တာဆိုတော့ပရိသတ်တွေဘက်ကကြည့်ရင်လည်းမိုးစားပရိသတ်ဆိုရင်ကွာဒီမိုးစားကိုကြည့်ချင်လို့ဥမာမျောလင်းတကြီးနဲ့စောင့်နေရတယ်မိုးစားအခုလိုနှုတ်ထွက်တဲ့ကြတော့ဘယ်ကောင်းမလို့ပရိသတ်တွေကြတော့ဟက်ကိုကြံခဲ့တာနောက်တစ်ချက်ကြတော့ပွဲစီစဉ်လူအနေနဲ့ကြောင်လေဒီလူနဲ့ဒီလူတဲပေးထားတာကွာဒီမိုးစားရဲ့နှုတ်ထွက်သွားတော့ဘာဖြစ်တော့ဆိုတော့နောက်တွဲဆိုင်အသစ်ရှာရတယ်ကွာအလုတ်ပူရှုပ်တယ်နောက်ချက်သူ့ပြိုင်ဘက်ကကြည်ပြန်တော့လေဒီကွာကိုကကြတော့မိုးစားလူကစားသမားမျိုးနဲ့ကိုဂိမ်းပလန်တဲထားတာပြီးတော့လူစားတို့ပြိုင်ဘက်ဝင်လာတော့သူ့မှာလည်းသူ့ပလန်တွေကလည်းပြောင်းကုန်နောက်တစ်ချက်လူစားတို့ပြိုင်ဘက်ကစားသမားဘက်ကလည်းကြည်ပြန်တော့လေဒီပွဲချိန်ကတ်မှာထိုးရတာကြာတော့အဆင်မပြေဘူးဟိုလိတ်သက်ဘက်ရောပွဲစီစဉ်ဘက်ရောပြိုင်ဘက်အတွက်ရော short notice လူစားတို့အတွက်ရောလေးဘက်ကိုအဆင်မပြေရစီရပါတော့เนาะအဲ့ဒါကြောင့်လို့ဒီနာကသူနိုင်ပွဲတွေဆက်နေတာအများကြီးကိုဒီအဲ့ဒါကြောင့်လို့သူအခုချိန်ဒီခပတ်မပေးရထင်တယ်ကိုကတော့လေဟုတ်ကဲ့ကပတ်လူဘယ်မို့ဆောင်ပေးတာတော့တပိုင်းထားလိုက်ပေါ့เนาะဟုတ်အီလီယာကလိုက်ဝက်ကိုတက်တဲ့အချိန်2000ဟို25နှစ်လပိုင်းပေါ့အစ္စလာမ်ကာချစ်ကwe need to my ကတော့နိုင်တဲ့အချိန်သူကပတ်နှစ်လပိုင်းမှာကပတ်ဆွန့်လွတ်ပြီးမှလိုက်ဝက်ကိုတက်လာတယ်အဲဒီတော့ကကျွန်တော်တို့ဝဲဖြစ်မယ်လို့ထင်ထားတယ်ပေါ့နော်ဝဲဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့ဟိုသူရဲ့ကစားသမားတွေကိုကြီးလိုက်လို့ရှိရင်အစ္စလာမ်ကာချစ်ကဝေတိုင်းရောပြန်လက်တန်အရာပတ်လက်စီးတယ်ပြီးတော့နဘန် background ကလည်းပိုကောင်းတယ်အားလည်းပိုတန်တယ်ဆိုတော့အစ္စလာမ်ကအီလီယာကိုမထိုးရစအကြောင်းမရှိဘူးလို့ထင်တာပေါ့နော်ပြီးရင်ထိုးရင်လည်းအစ္စလာမ်ကာချစ်နိုင်မယ်လို့ထင်ထားတယ်ဒါပေမဲ့အစ္စလာမ် favorite ပေါ့ favorite တော့ဖြစ်မယ်တကယ်တော့ပွဲဖြစ်လာရင်လည်းအီလီယာတူပိုရီယာ underdog ဖြစ်မယ်
ဆိုပေမဲ့အီလီယာရဲ့လက်သေးတစ်ချက်ကြည့်ရင်အစ္စလာမ်တော်လည်းမလွယ်ဘူးဆိုတော့သူတို့ကအမှားမခံချင်လို့ဟိုရှုံးသွားရင်နာမည်ပြတ်မယ်ဆိုတဲ့စိတ်နဲ့မထိုးချင်တာလားလို့အဲ့ဒီကောင်ကကျွန်တော်စဉ်းစားခုရပေါ့နော်နောက်ပိုင်းကျတော့လဲဟို water weight တက်သွားတယ် GD နဲ့တွေ့ရဆိုတော့လဲသူစကားခွင့်ချပြန်ဖြစ်ချင်လို့တက်တာလို့တော့ဟိုတစ်ခါကဖြည့်ပြီးမှပြန်တွေးပြရတယ်ဒါပေမဲ့ budget အရာပဲဖြည့်ဟိုကစားသမားတွေရဲ့နာမည်ကြီးပုံပေါ့နော်အဲ့ဒါကိုပဲကြီးသူကအီလီယာနဲ့ထိုးတာဝင်ဝင်လည်းပိုကောင်းမယ်ပုံရိပ်လည်းပိုကြိုက်တယ်ပုံရိပ်လည်းပိုကြီးမယ်ဟုတ်တယ်ဒါပေမဲ့ဘက်ကပဲကြီးအကောင်းဆုံးပွဲကတော့အစ္စလာမ်ကအီလီယာကိုထိုးတင်တယ်အဲ့လိုထင်ခဲ့တယ်အဲ့ဒါ2025အပိုင်းနော်ဟုတ်ကဲ့အခု2026ထဲလည်းရောက်လာပြီအခုလဲ White House မှာတို့နဲ့ပွဲဖြစ်မယ်ဆိုတဲ့သတင်းထွက်လာတယ်ဆိုတာဖြစ်မလို့တော့ကွာယုံကြည်ပြီးသားဟိုမရပ်တို့တော့ပြောနေပြီဟိုအီလီယာကိုယ်တိုင်လည်းပွဲအကြီးလာမယ်ဟိုအစ္စလာမ်ဘက်ကလည်း White House မှာဆိုရင်သူ့ခေါ်လိုက်ပါသူချိုးမယ်အဲ့လိုမျိုးသတင်းတွေကြတော့ဟိုပွဲဖြစ်ပြီလို့ထင်တာတကယ်တမ်းဖြစ်တော့လဲပွဲကဟို UFC ဂျန်နာပဲညတာလားသူတို့နဲ့ဘယ်သူလည်းမထိုးချင်တဲ့လူတယောက်ရှိတာလားဟိုမှာအစ္စလာမ်ဖြစ်အီလီယာဖြစ်မဟုတ်ရင်ဂျန်နာပဲသူတို့ကြိုက်အစ္စလာမ်ကိုကြိုက်ခြင်းမပေးတာပေါ့နော်အခုအမြင်သုံးသပ်ပြပါဒီပထမဆုံးအနေနဲ့ပြောမယ်ဆိုရင်ကွာဒီအီလီယာမှာလည်းအီလီယာအခက်အခဲရှိတယ်အစ္စလာမ်မခါချက်မှာလည်းအစ္စလာမ်မခါချက်ရဲ့အခက်အခဲရှိတယ်ခုနအီလီယာကဖေသာဝိတ်ကနေကွာ live weight တက်လာတာလည်းသူ့မှာလည်း weight cut ပြဿနာရှိတယ် weight အများကြီးချလို့နော်အစ္စလာမ်မခါချက်ကြတယ်သူ weight တက်ရတာကသူ့မှာလည်းသူ weight တွေအများကြီးချနေရတယ်သူ့ရဲ့ performance ကဒီဟို60%ရာခိုင်နှုန်း90%လောက်ပဲဒီတန်စကားထဲမှာအစွမ်းပြနိုင်တယ်ပေါ့ပြောချင်တာအပြည့်မထွက်ဘူးပေါ့နော်အဲ့အကြောင်းမလို့သူကဒီဖေတာဝက်တာဝိတ်ကိုတက်မယ်လို့စဉ်းစားလာတာဒါပေမဲ့ဘလဲမိုဟာမက်ကသူတို့ PKT မှာအတူတူလာပြီးတော့လေ့ကျင့်ပြီးရယ်လေအဲ့အကြောင်းမလို့ဒီဘလဲမိုဟာမက်သာဝက်တာဝိတ်ချန်ပီယံဆက်ရှိနေတော့ဒီအစ္စလာမ်ကချက်ကတက်မှာမဟုတ်ဘူးအီလီယာပဲအီလီယာနဲ့ပွဲဖြစ်မှာပေါ့ပွဲဖြစ်လာမှာဒါပေမဲ့အလဲပြောင်းဖြစ်သွားတာကဂျက်ကလည်းဘလဲမိုဟာမက်ကိုနိုင်သွားတာအဲ့တော့ကကျွန်တော်တို့လည်းမနိုင်တော့ဘူးလို့ထင်တာနော်ဒီတော့ဘလဲမူဟာမက်ကလည်းနည်းနည်းလေးကြောင်လာပါတော့ဗောဂျက်ကလိုဘောက်ဆင်ကောင်းတဲ့ကစားသမားကိုတွားပြီးတော့ second version ပါငါးကြီးအပြည့်ပဲနော်ငါးကြီးအပြည့်ဟုတ်ကဲ့ညနာတော့ကွက်ပြေးသွားအဲ့ဒီထီလိုက်ခံတယ်အခုညာကျွန်တော်အီလီယာဘက်ကနေအီလီယာဘက်ဘရိတ်တာဆိုတော့အီလီယာဘက်ကနေပြောရမှာဆိုဟိုအစ္စလာမ်ကိုလည်းကြိုက်ပါတယ်ဟိုအပြည့်စုံကစားသမားအခုချိန်ဘယ်သူလဲလို့မေးလို့ရှင်အစ္စလာမ်လို့ပဲကျွန်တော်ပြောမှာပါနော်ဒါပေမဲ့အီလီယာဘက်ကနေပြောရမှာဆိုဟိုမှာ live weight မှာလည်းမထိုးဖြစ်ဘူးပွဲမဖြစ်ဘူးအခု order weight မှာအစ္စလာမ်ချန်ပီယံဖြစ်နေပြီအီလီယာတက်ထိုးမယ်ဆိုတော့လေသူကအဲ့ဒါကအများဖြစ်ကတော့60% လောက်ကတော့အစ္စလာမ်နိုးဘက်ကမထိုးချင်တာကြောင့်ပွဲကဖြစ်လာဖို့လို့ပဲကျွန်တော်တို့ကသိထားတယ်ပေါ့နော်အခုလည်းအဲ့ဒီအားနဲ့ပတ်သက်ပြီးမှအခုသိထားတဲ့ဟာလေးပေါ့နော်ဒီလိုတော့ကြားတယ်နေလေအစတော့ဂျားထဲမှာကြားတာကခုနမာရွတ်နဲ့အီလီယာရင်းနှီးရဖြစ်တဲ့အတွက်မစ္စတာဒီနာတို့ကလည်းဒီမှာ White House ကတ်မှာဘယ်တော့မှမကြုံဘူးတဲ့တွဲဆိုင်ပေါ့နော်တကယ်လက်ရှိချိန်မှာအကြီးကျယ်ဆုံးတွဲဆိုင်လုပ်မယ်ဆိုပြီးတော့ဒီနာကူတိုင်ကအမွန်းတင်နေတာတကယ်တော့အဲ့တွဲဆိုင်ဆိုတာအစ္စလာမ်မခါချက်နဲ့အီလီယာတပိုရီကတွဲဆိုင်ကိုပြောတယ်အဲ့လိုအမွန်းတင်နေပြီးမှသူတို့က UFC 326ဟိုတလောက Charles Oliveira နဲ့ Max Holloway ထိုးတဲ့ပွဲပေါ့အဲ့ပွဲမှာသူကဒီနာဝိုက်ကအားလုံးအန်အောသွားအောင်ကြီးညာကျင်တာဒါပေမဲ့ထိုးမှာကစနေနေ့ညမထိုးခင်တောက်ကြနေညမှာအစ္စလာမ်မခါချက်တို့ဘက်ကကန်ဆယ်လုပ်သွားတာဒါပေမဲ့ဒီနာကလည်းအဲ့နောက်ဆုံးချိန်ကြီးစောင့်ပြီးအဲ့သူတို့တောက်ကြနေညမှာကန်ဆယ်လုပ်သွားတဲ့အတွက်စနေနေ့မနက်မှာမစ္စတာဂျက်စတင်ဂိတ်ဂျီကိုချိတ်ရတာဂျက်စတင်ကလက်ခံလိုက်လို့သာအီလီယာတပိုရီယာနဲ့ဖြစ်လာဂျက်စတင်ဂိတ်ဂျီတွေ့ဆန်းဖြစ်လာဒါဆိုရင်ဒီ2020နှစ်စမ်းလောက်မှာဆိုရင်ဥစမန်လည်း UFC ကိုရောက်လာတာအဲ့အချိန်မှာဆိုရင်သူတို့သုံးပလဲကွာဥစမန်ရဲ့အီလီယာတပိုရီယာရဲ့အာမန်ရဲ့အသက်လေးရဲ့တိတ်မကွာဘူးမတိတ်မရင်းနေဆိုတော့အဲ့တွေ့ဆိုင်အဲ့လိုပတ်လေတွေထူးကြမယ်လို့မြင်တယ်အခုချိန်မှာအစ္စလာမ်မခါချန်နဲ့မဖြစ်ပြီမဲ့လေဥစမန်နဲ့အီလီယာတွဲဆန်းကတော့ဖြစ်လာနိုင်နော်အစ္စလာမ်နဲ့အီလီယာတွဲဆန်းကတော့ဖြစ်လာတော့ကျွန်တော်တို့မမျှော်လင့်တာကောင်းမှထင်တယ်ဟိုနှစ်နှစ်လောက်လဲညောင်ပြလာခဲ့ပြီးဖြစ်လာလဲကြည့်ချင်ဆုံးပွဲလည်းဖြစ်နေတယ်ကိုမကြည့်နိုင်တော့ဘူးဆိုတော့လဲဥစမန်နဲ့ပွဲပဲကျွန်တော်တို့ဆက်လက်ဆောင်စားကြတာပေါ့ဟုတ်ပြီးတော့အသက်အရွယ်ပိုင်းအရကြည့်မယ်ဆိုရင်လဲအစ္စလာမ်ကအခု35ပြည့်တော့မှာเนาะအောက်တိုဘာလကျ35ပြည့်မယ်ဆိုတော့နောက်ဆိုရင်သူအကြပိုင်းပဲရောက်တော့မယ်ဟိုဝါရဝဲမှာအခုဘယ်နှပွဲထပ်ထိုးမယ်ဆိုတာလဲပွဲ3ပွဲလောက်ပဲအရင်မထိုးတော့ဘူးဂယ်ရီရှိမယ်ပြန်တော့တယောက်မိုက်ကယ်မိုရီယက်ရှိမယ်ဟုတ်တယ်ကာလိုစ်ပရာတီရှိမယ်ကာလော့စ်ပရာတီရှိမယ်
က တက်လို့ရ တက်လို့ နော် နော် တော့များတယ် ဒါမှဟိုတယောက်ကဒဏ်ရာရနေလို့ရှက်ကတ်ရောခမန်တော့ဒဏ်ရာရနေရှက်ကတ်လည်းရှိသေးတယ် ချက်ကပ်ကတော့ဟိုဒါဝဲမှာကျွန်တော်အကြိုက်ဆုံးကစားသမားပေါ့ကြမလာနိုင်တော့ ဒါပေမဲ့ဟောအခုချက်စဉ်းစားမိတာအီလီယာတပိုရီးယားနဲ့အစ္စလမ်မခါချက်မှာအခုကတော့ဘေးလူဂျားလူနေနေတယ်မြင်တာနော်အီလီယာတပိုရီးယားနဲ့အစ္စလမ်မခါချက်ကိုဝေတာဝေတန်းမှာလာတဲပြီးလိုက်အီလီယာတပိုရီးယားရဲ့နိုင်မှုပါစံက30ရာခိုင်နှုန်းတော့မပြည့် site different အရန်กว่า အ တယ် ရန်กว่าပါ ဒါပေမဲ့ live weight တန်းမှာဆိုရင်တော့တိတ်မကွာဘူးlive weight တန်းမှာကစားခိုင်းရပေါ့နော်အစိုးပိုင်းတော့ထိုးသေးကပေါင်းပြီးရင်အစ္စလမ်မခါချက်က live weight ထိစင်းထိုးပြီးမယ်လို့အစိုးပိုင်းမှာသူဇက်ဟာဘူးလေဒါပေမဲ့ကိုပေးပေါ့ကွာနော်ထိုးကြီးကောင်းကောင်းအခုနောက်ပိုင်းမှာ ဘော်ဒါဝဲမှာတည်ပေးတာတော့မထိုးတဲ့လူကတော့လိုက်ဝေးစင်းထိုးမယ်ဆိုတာတကယ်ရုပ်တိရှိလာပါတော့ နောက်တစ်ချက်ပြောရမယ်ဆိုရင်အခုချိန်မှာအီလီယာတပိုရီးယားနဲ့အစ္စလမ်မခါချက်ထိုးရင်ထိုးအချိန်ကြာမှထိုးရင်တော့အကျိုးရုပ်သွားမယ်လူကအီလီယာတပိုရီးယားမဟုတ်ဘဲနဲ့အစ္စလမ်မခါချက်ဖြစ်လို့ဘာကြောင့်လဲဆိုတော့အသက်ကွာလို့အခုကတော့ကိုတို့ကတော့ရောက်တဲ့ရပြောသွားပါဘောနော်ဒီလေးဘက်ကဖြည့်ဆွတ်ပြောခြင်းတဲ့အပိုင်းလေးလည်းကြည့်ဦးမလားကိုတို့ဒီဗီဒီယိုလေးကိုမြင်လို့ချိုးတော့မှာ ဟုတ်ကဲ့ကျွန်တော်အမြင်လဲကိုနဲ့ထပ်တူပါပဲအီလီယာနဲ့အစ္စလမ်ဒါဘော်ဒါဝဲမှာဖြစ်လာအခုပြော30ရာခိုင်နှုန်းတော့မရှိဘူးတကယ်လီယာတူပိုရီးယားတော့နိုင်ဖို့ရာခိုင်နှုန်းကဒါပေမဲ့တကယ်တမ်းပွဲချီထိုးတယ်အစ္စလမ်ကအီလီယာကိုထိတ်တော့မရနိုင်တော့အစ္စလမ်အနေနဲ့လည်းအီလီယာရဲ့လက်သီးကိုနှစ်ချီပြီးအောင်ရှောင်နိုင်ဖို့ဆိုရလဲမလွယ်ဘူးဒါပေမဲ့အားသာချက်ကတော့ဒေတာရအတွက်မယ်ဆိုတော့အစ္စလမ်ကနိုင်ဖို့ရာခိုင်နှုန်းများပါတယ်ပြီးတော့ခုနောက်ပိုင်းစဉ်းစားကြည့်တော့လဲအစ္စလမ်ကိုလည်းကျွန်တော် record ကိုမပြတ်စေချင်တော့ဟိုဆက်ကွန်ပဲဖြစ်ဒီလောက်သူစူးစမ်းလာခဲ့တဲ့ဟာပေါ့နော်အစ္စလာမ်တို့ဘက်ကနဲ့ရှိနေဆိုလဲသူတို့လည်း မလွယ်တော့ပါဘူးအဲ့တွဲဆိုင်ကဖြစ်ဖို့ကမလွယ်တော့ တော့ကြည့်ရတော့မှမထင်ဘူး ညီလေးဖရန်စီအခုလိုပြည့်ပြည့်စုံစုံလေးဝင်ရောက်ဆွေးနွေးပြီးတဲ့အတွက်မြန်မာ5 edition ကကျေးဇူးတင်ပါတယ်ဒီနောက်ဘက်တွေမှာလည်းဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပြစီပြီ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ပြည်သက်ကြီးခင်ဗျာဒီနေ့ဆွေးနွေးသွားတဲ့အစ္စလမ်မခါချက်နဲ့အီလီယာတပိုရီးယားတွဲဆိုင်ကတော့ဒီလောက်ပါပဲမြန်မာ5 edition မှာနောက်ဘက်တွေမှာလည်းတိုက်ခိုက်အာကစားသတင်းတွေရောက်တဲ့ရသတင်းအတူထွားတွေတင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်နော်ကျွန်တော်ကတော့မြန်မာ5 edition ကကြော်စုအောင်ဖြစ်ပါတယ်